စင်ဘူနိုင်ငံရဲ့ဘွင်နှင်းတပင်ခမ်းမှာပေါ့နော်ပိုင်ယိုနီးယားအမဒီ ACA 189 5မှတ်တိုင်စင်ရောက်ပါတယ်နော်သူအရင်လှတော့မရလို့ share ပဲအထဲမှာလည်းအကျေကြီးပဲပန်းချန်ကယူနန်ဂါရန်လို့ခေါ်တယ်ပေါ့နော်နင်းရမျိုးသားတိုင်းလည်းလှတယ်အဲ့ထဲမှာတရုတ်ပုံကြောဒီနေ့အကြောင်းပိတ်တော့အကြောင်းသားတယောက်မှမရှိဘူးပေါ့ဗျာအဲ့မှာရေတကွန်သေးလေးလက်ပါအဲ့ညလေးကိုရိုက်ဖြစ်အောင်ရိုက်နော်သွားပြရင်တော့ရမ်းလှတယ်ဗျာပြီးတော့အမတရုတ်ပုံကြောင်းလည်းရှိတယ်ဒါမှမဟုတ်ရိုက်ပါမယ်ဆိုမိုးကတကုံရွာဆိုင်းဘုတ်က1955တဲ့ကိုထထတော်တော်အတိုက်ကြီးပန်းချန်ကြီးအကျေကြီးပဲအဲ့လိုတရုတ်ပုံကြောင်းပုံစံတွေအကျေကြီးပဲဗျာအများကြီးပဲဒီမှာထမင်းစားလွယ်စုံတယ်ကင်မရာမန်ရိုက်ပေးတယ်ဇုံဆွဲတာလေဒစ်ကိုလဲနေရတယ်အဲ့ဒီလည်းဘောင်းကြီးကျွတ်ကြက်အင်းကြီးလည်းချီမွားဖနက်ကလည်းရှူဖနက်ကမရှိချီနေဖနက်ကြီးနေရလည်းပူစတိုင်းနေလည်းကင်မရာမန်ဇုံဆွဲလည်းမူးနောက်အဲ့နေရာလေးကိုတော့ပိတ်ရကြရင်သွားပြန်သွားပါနော်လူလည်းရှင်းနေဗျာတော်တော်အေးချမ်းနေသွားပြန်သွားကြပါဓာတ်ပုံလေးမြန်မြန်လေးရိုက်လို့ရဗျာရမ်းလာတယ်